Hi, morning. ဒီနေ့ကတော့လည်းစောစောတော့အနေ 7-Eleven မှာမနက်စာလေးတော့ဝယ်ပေါ့နော်ဒီမှာအကြိုက်ဆုံးပြောပါဆိုရင် 7-Eleven ကကိုယ့်ရဲ့ favorite ပဲအခါလေးဝယ်ခဲ့တယ်ဒါလေးကတော့အပြစ်မထွက်ခင်ကပေါ်လေးမြတ်တအုပ်စုပါဒီစကသူလဲဆိုချင်တာဆိုကိုလည်းကချင်တာကဘလို့ဒီလုံးနဲ့ဘိုက်ကစားနေအောင်ကမန်းနဲ့ထွက်လာတာကြားတဲ့လမ်းသွားတဲ့ဟာလည်းမရိုက်မိဘူး21ရောက်တော့မှပဲတည်းရပါတော့ college ကနေဘန်ကောက်သွားရင်နဲ့21သွားကြည့်တဲ့ဒီမှာစားစရာတော့စုံနေပြောရနဲ့သူညုံပြရတဲ့ချက်ထွက်လာကြတော်တော်လက်စုံနေစားစရာရလीဒါနဲ့ကက်အရင်သွားလောက်ကရဲကက်ထဲမှာကိုလိုတလောက်ဖြည့်ပေါ့နော်ပြီးရင်တော့လည်းပြန်ထုတ်လို့ရတယ်ဖြည့်ပြီးတော့စားချင်တဲ့ဟာလေးတွေကိုကိုရွေးပြန်နဲ့ဆိုင်မှာကပတ်စံနဲ့မရှိရပဲနဲ့သူတို့ရှိမှလှုပ်ထားတဲ့ကက်ကလေးနဲ့ဖြတ်ရုံပဲပြီးရင်ပေါချလေးပြီးရသူတို့ဘယ်လောက်ကြာရဆိုပြီးလေအခုပြထားတဲ့ဟာလေးမှဖြစ်တယ်ပေါ့နော်တော်တော်စားကောင်းတယ်အဲ့မာကြီးဆိုစားလုံးတော့မှဒီအစားဒီစည်းအောင်ဆောင်ထားတာအမာကြီးလည်းဟိုမှာချောင်းဆိုးပြီးမလကာကြီးတွေလိုက်စားနေတယ်ဆရာမလကာကြီးတွေတည်ပြီးပြောင်းသွားတယ်ဟိုပါတကယ်အစားအစာတွေအပြင်အချိုပွဲရလည်းတော်တော်စုံနေပြီးရင်ဈေးတွေရလည်းလေအပြင်ထက်ဆိုင်နည်းနည်းတက်တာတယ်ပေါ့နော်ပိုတက်တာလို့ခံစားရတယ်တည်တည်နဲ့ကောင်းကြီးလေးဆိုလေအမလေးဤစိတ်ပြစ်နေနေရတော့နည်းနည်းပဲစားပြီးအများကြီးဤနေအများကြီးပေါ့နော်ဟိုတည့်ရသီးတွေကိုလေဒီအမှုန်ကလေးနဲ့စားရတဲ့ဟာအရမ်းမိုက်တယ်ကိုတော့မကြိုက်တဲ့လူတော်မှလေရမ်းခိုက်သွားတာစားကြည့်ရမ်းမိုက်တယ်နော်ပြီးဘိုင်ဝါမျက်မှန်လို့ဖို့မျက်မှန်ဆိုင်ရှာရင်လည်းမျက်မှန်စာလေးတခုတွေ့ရတော်ဆုံးမာတဲ့သူမှလည်းတခုပြီးတခုစိတ်ကြိုက်မွေးလို့လည်းရတယ်အေးစေးပဲမျက်မှန်လုပ်ပြီးမျက်မှန်အကိုလည်းရှိတယ်နောက်ဆုံးကျမတို့ညောက်ဒါလေးဝယ်ခဲ့ပေါ့နော်မျက်မှန်လေးလုပ်ပြီးရတဲ့ cross band လေး discount ချနေလို့စင်တူလေးဝယ်ခဲ့သေးရဲ့ကျန်တာလေးဝယ်ပြီးဆိုတော့ဒါအိမ်ပြန်ဖို့လုပ်တာပေါ့နော်အိမ်မပြန်ခင်အနားမှာပါရရှိမလဲဆိုပြီးရှောက်ကျင်နဲ့အမရေပတ်တဲ့လူနဲ့စီကားနေရပဲကိုရီးယားတော့ဘာယေစုခံမပါတော့အဝေးကနေပဲတပုံလေးရိုက်လိုက်လမ်းလေးရှောက်လိုက်ဒီမြရဲ့ပတ်တာကြည့်လိုက်နေပဲပြန်ခဲ့ပေါ့နော်လမ်းတစ်လျှောက်လုံးမှာစီပါတော်လေးလဲအပေါင်းလောင်းချော်ဆိုတဲ့အတိုင်းအိမ်နာဈေးလေးကိုလည်းထပ်ဝင်လိုက်သေးတယ်အိမ်ကိုတမ်းမရဘူးလူမျိုးချစ်စရာကောင်းတဲ့ခွက်ကလေးရတဲ့ဆိုင်အဆုံးရှိရဲ့ဈေးမှာကိုရမဝယ်ခဲ့ပါဘူးညမကိုပြမလို့တော့ရိုက်ထားတာလေတော်တော်ချစ်ဖို့ကောင်းတယ်လှုပ်လဲလှုပ်တက်ကြတယ်တော်ဈေးရန်လေးဆိုတော့စုံရတယ်ချီလေးတော်တန်တယ်3စုံမ4စုံပတ်တရတော့အဲ့လိုမျိုးပေါ့နော်နည်းနည်းပါစေးလေးပတ်မွေးပြီးတော့တပုံလေးရိုက်ကြတယ်တနေ့ကောင်လေးလဲထားပြီးသွားတယ်တော်လေးရှောက်မွေးထားပြီးဆိုတော့တော်ပင်မနေပြီဒါမှတော်ရိုက်ခဲ့တဲ့ပုံလေးဆိုတာလေနောက်ဆုံးတော့ smart အိမ်ပြန်ဖို့ပဲလုပ်ကြပါရယ် Thanks for watching